1380 ပြည့်နှစ်ဝါကောင်းလပြည့်ကျော်13ရက်2018ခုနှစ်စက်တင်ဘာလ10ရက်မန္တလေးတိုင်းဒေသကြီးပြုံးတွင်ခရိုင်ပြုံးတွင်မြို့နယ်အောင်ချမ်းသာရွာဓမ္မဒါယသာသနာစင်တာကျောင်းတိုင်ဓမ္မရတိဓမ္မတပဓမ္မယုံကျောင်းတော်ကြီးတွင်ဆင်းပြုလို့အပ်သည်မန္တလေးမြို့ဥတည်ညွန့်အာကြီးစု၍ဒေါနုနှင့်သာသမီမြေတစုတို့ဤပမဂကျုပ်ဆရာတော်ကြီးအမှုရှိသောယဟန်တော်7ပါးတို့အားသိက္ခာထခြင်းဥနောပတမ္ပရမင်္ဂလာနှင့်စက်တင်ဘာလ9ရက်နေ့နေ့စွမ်းစက္ကပ်ခြင်းအလှတော်မင်္ဂလာမန္တလေးမြို့မောင်ဖြိုးစီသူဤ3နှစ်ပြည့်မွေးနေ့မှတ်တရကုသိုလ်ဖြစ်ဖြင့်ရှင်နေ့နေ့စွမ်းစက္ကပ်လှူဒန်းခြင်းအလှတော်မင်္ဂလာအခမ်းအနားအနုမောဒနာနဲ့ဩဝါဒတရားကောင်းကျိုးချမ်းသာကိုလူလာတောင်းတပြီးကုသိုလ်ကောင်းမှုဆိုတာပြုကြတယ်ကုသိုလ်ကောင်းမှုပြုခြင်းကြောင့်ကောင်းကျိုးချမ်းသာရတယ်ဆိုတဲ့အသိဟာပညာရှိသူတော်ကောင်းတွေကဟောပြောတဲ့အခါတို့ဖျားပွင့်လို့မြတ်စွာဘုရားဟောပြောတဲ့အခါတို့ဒီလိုအခါမျိုးမှသိကြတာဖြစ်တယ်အလို့မို့ဆိုရင်ချမ်းသာဒုက္ခရခြင်းအကြောင်းကိုအမျိုးမျိုးဖုံဖုံပြုလုပ်လို့ရှိကြတယ်မမရင်းနေနဲ့ဟောဆောင်ကြတာရှိတယ်တစ်ချိန်တစ်ခါမြတ်စွာဘုရားပွင့်တော်မူတဲ့အချိန်ထိအောင်ပဲပစ္စည်းဥစ္စာဒနာကြွယ်ဝချမ်းသာကြတဲ့ပုဂ္ဂိုလ်တွေဟာပစ္စုပန်ဘဝမှာချမ်းသာဒုက္ခကိုရရှိခံစားပြီးတဲ့အခါအသက်အရွယ်ကြီးရင်လာတော့နောက်ဘဝကောင်းကျိုးချမ်းသာရဖို့ဆိုရမျှော်ကိုးချက်တွေနဲ့ဘာတွေလုပ်ကြတော့ဆိုတော့တရိစ္ဆာန်တရားဝါတွေကိုတတ်ပြီးရေပူစော်ခြင်းဖြင့်ကောင်းကျိုးချမ်းသာကိုရတယ်လို့ဒီလိုယုံကြည်ပြီးတော့တရိစ္ဆာန်တွေရဲ့လေချောင်းသွေးနဲ့ရှင်းနဲ့ပူဇော်တဲ့အလုပ်တွေကိုအကြီးကျယ်လုပ်ခဲ့ကြတယ်အိန္ဒိယနိုင်ငံမှာမြတ်စွာဘုရားလက်ထက်တည်အောင်ဒီအလုပ်တွေကိုကောင်းမှုအဖြစ်သတ်မှတ်ပြီးတော့နေတယ်ခဏအထိလည်းပဲရှိနေသေးတယ်နော်တတ်ပြီးတော့ရှင်းနဲ့ပူဇော်တာဟာကောင်းကျိုးချမ်းသာရတယ်လို့ရှုဆပြီးတော့လုပ်နေတယ်လုပ်တယ်မြတ်စွာဘုရားရဲ့အဆုံးအမအလိုရပြောရမယ်ဆိုရင်ကုသိုလ်ရမယ်ထင်ပြီးချမ်းသာဒုက္ခရမယ်ထင်ပြီးတော့လုပ်တဲ့အကုသိုလ်အလုပ်ဖြစ်သွားတယ်သို့တော့လူတွေရဲ့ယုံကြည်မှုကြတော့ဒီလိုလုပ်တာမြင့်မြတ်တယ်တမန်တော်ဘဝမှာကောင်းကျိုးချမ်းသာတွေရမယ်လို့ဒီလိုယူဆကြတယ်ဒီနေရာမှာဒါနကုသိုလ်လို့ဆိုတာတရဝါတကောင်ကိုတတ်ပြီးတော့ဒါနပြုတာရဲ့ဘယ်သူမှမထိခိုက်မနစ်နာစေပဲနဲ့တတ်မှုဖြတ်မှုလွတ်လွတ်ကင်းကင်းနဲ့ကုသိုလ်ကောင်းမှုပြုတာရဲ့နှမျိုးရှိတယ်ပေါ့အဲ့နှမျိုးထဲမှာတရဝါတွေကိုတတ်ပြီးတော့မှကုသိုလ်ကောင်းမှုပြုတာကိုပုံမြတ်တယ်လို့ယူဆတဲ့အချိန်အခါအတိုင်းဝိုင်းရှိတယ်လို့တရဝါတွေမတတ်ဖဲနဲ့ဘယ်သူမှထိခိုက်နစ်နာစေပဲစေခြင်းမရှိပဲနဲ့ကုသိုလ်ကောင်းမှုပြုတာမြတ်တယ်လို့ဆိုတဲ့ဒီယူဆနေရလောကမှာပေါ်ထွန်းလာတယ်မြတ်စွာဘုရားပွင့်လာတဲ့အခါကျတော့ကွယ်ကွယ်ပြားပြားမြတ်စွာဘုရားဟောတယ်တရားတွေအသက်ကိုတတ်တယ်ဆိုတာဟာအဲ့ဒီတတ်ခြင်းတတ်တာကကုသိုလ်မဟုတ်ဘူးအကုသိုလ်ဘာကြောင့်လို့ဆိုတော့တရားမှာကြောက်တဲ့တရားတူကိုအနိုင်ထက်ပြုတ်ပြီးတော့တတ်တယ်ဖြတ်တယ်ဆိုတာဟာစဉ်းစားကြည့်ပေါ့တတ်တဲ့လူရဲ့စိတ်အ
အသက်ခံရတဲ့တရားရဲ့စိတ်ဓာတ်ဘယ်လိုနေမလဲစဉ်းစားကြည့်ပေါ့အသက်ခံရတဲ့တရားကပျော့ပျော့ပါပါအသက်ခံမှာမဟုတ်ဘူးတတ်တဲ့လူကကိုယ်နိုင်လို့ပျော့ပျော့ပါပါဖြစ်ကောင်းဖြစ်နိုင်တော့လေအသက်ခံရတဲ့တရားဟာကြောက်လန့်တကြီးမခွဲခြင်းမနဲ့ခွဲသွားရတဲ့တွေ့တာတဲ့အရာတွေနဲ့မျက်ရည်ကျပြီးတော့သိဆုံးသွားကြတယ်။နွားတွေပဲကြည့်အသက်ခံမယ်ဆိုရင်မျက်ရည်ကျကြတယ်သူတို့မသိတာတော့မဟုတ်သိတယ်။ဘယ်တော်ပဲဖြစ်ဖြစ်ကိုယ်ကိုတတ်မယ်ဆိုရင်သိကြတာကြီးပဲ။နော်။အဲ့ဒီလိုရှောင်းလွှဲလို့မရလို့ငုံခံလဲရတဲ့တော်တယောက်ရဲ့စိတ်ဆင်းရဲမှုကိုစာနာကြည့်လိုက်မယ်ဆိုလို့ရှိရင်အဲ့ဒါကုသိုလ်ဖြစ်ပါမလားတတ်တဲ့လူကရောဘဝမှာချမ်းသာဒုက္ခရချင်တယ်လို့ဆိုရဲကိုချိုးအတွက်ရောသူများကိုတတ်တာတရားရဲ့လားဆိုရဲစဉ်းစားမှုတွေမြတ်စွာဘုရားကစဉ်းစားမှုပေးလာတာဖြစ်တယ်အဲ့ဒီတော့အတွေးခေါ်အရရှုမြင်သုံးသပ်မှုတွေအကွဲပြားချမ်းသာတယ်ကိုချမ်းသာမှုတစ်ဖက်သားကိုဒုက္ခပေးပြီးတော့ကိုချမ်းသာမှုကိုရှားတယ်ဆိုတာရဲ့ဘယ်သူမှဒုက္ခမပေးပဲနဲ့ကိုချမ်းသာမှုကိုရှားတယ်ဆိုဘယ်ဟာကပုံမမြတ်တယ်လဲဆိုကုသိုလ်တတ်တတ်ရတဲ့ဟာကိုချမ်းသာရဲ့အတွက်ဘယ်သူမှဒုက္ခမပေးတာအဲ့ဒီမပေးတဲ့ကုသိုလ်ကောင်းမှုတွေသာလဲစစ်မှန်တဲ့ကုသိုလ်ကောင်းမှုဖြစ်တယ်ဟိုဟာကြတော့တစ်ဖက်သားကိုတတ်တယ်ဆိုတဲ့အကုသိုလ်ကိုကနေတစ်ဆင့်လှူတယ်ဆိုတဲ့ကုသိုလ်အကုသိုလ်နှစ်ခုရောတယ်တတ်တယ်ဆိုတဲ့အကုသိုလ်ကလွန်ကြီးမားတဲ့အကုသိုလ်ကြီးဖြစ်ပြီးတော့မှလှူတယ်ဆိုတဲ့ကုသိုလ်ကောင်းမှုကနောက်မှဖြစ်လာလှူတာကတော့ကုသိုလ်ရတာမှန်တယ်လှူတဲ့စိတ်ဆိုတာဆုံးလွတ်တာမဟုတ်ကုသိုလ်စိတ်လို့ပြောသို့သောတစ်ဖက်သားကိုတတ်ပြီးမှလှူတယ်ဆိုတာဒီပိုင်းကအကုသိုလ်ဖြစ်သွားတယ်အဲ့ဒါကိုမြတ်စွာဘုရားပွင့်လာတဲ့အခါမှာရှင်းရှင်းလင်းလင်းဟောကြားပြီးတော့ပြီးတယ်ပရဒုက္ခပတ္တနေနအတ္တနောဒုက္ခမိစ္ဆတိသူများကိုဒုက္ခရောက်အောင်လုပ်ပြီးတော့မှကိုယ်ချမ်းသာကိုရှားတယ်ဆိုလို့ရှိရင်တဲ့အတ္တခံရတဲ့ပုဂ္ဂိုလ်ကကျင့်납မလားမကျင့်납မကျင့်မ납ခံအဲ့တော့မကျင့်မ납ဆိုတဲ့ပုဂ္ဂိုလ်တွေဟာတေဂဏိမှာအဲ့ဒီတရားကဆုတောင်းသွားမှာပဲဒီဘဝငါ့ကိုတတ်တယ်နောက်ဘဝကျနင်းတတ်နိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ရပါလို့လူဆိုတာအခွင့်အရေးတာတဲ့လူကလောက်ကြတာဖြစ်တော့အဲ့ဒီလူဝေရတန်တက်ကတန်တထောစိတ်ထဲမှာငါ့ကိုမတရားတတ်ဖြတ်တယ်နောက်ကြရင်ငါကလည်းပဲမတရားသူ့ကိုအနိုင်ရတဲ့ပုဂ္ဂိုလ်ဖြစ်ရပါလို့ဤဆိုတဲ့သူကလည်းအညှိုးအတေးနဲ့သိဆုံးသွားတာဖြစ်တယ်ကိုကြောင့်သူဟာအညှိုးအတေးတွေဖြစ်ပြီးသိဆုံးသွားတယ်ဒီဘဝတော့ကိုကနိုင်လိုက်တဲ့အခါမှာအောင်မြင်သူဖြစ်နေသူကတော့ကိုယူကောင်းယူလိုက်မယ်ဒါပေမဲ့ကိုကိုချိန်ဆသွားတဲ့ပုဂ္ဂိုလ်လောကမှာပေါ်လာတယ်တတ်ခံလိုက်တဲ့ပုဂ္ဂိုလ်ကကိုကိုအဲ့ဒီလိုချိန်ဆသွားတာရဲ့အခွင့်အလှည့်ဟာနောက်တစ်ချိန်ကျတော့ဝေရတန်တက်ကတတ္တထောဝေရသောနပမုစတိဒီဘဝတတ်လိုက်တဲ့ပုဂ္ဂိုလ်ဟာနောက်ဘဝကျတော့ကိုယ်အလှည့်ကျတော့ခံရပြန်ပြီကိုယ်လှည့်ခံလိုက်ရတဲ့အခါကိုယ်ကလည်းမကြည်မနှက်ရညိုးအတေးထားတယ်အတေးထားတဲ့အခါကျတော့ကိုယ်တတ်တဲ့ပုဂ္ဂိုလ်လည်းတစ်ခါအတုံးလှည့်ခံရပြန်ပြီဆိုတော့သူဘာတပြန်ကြားတပြန်ဆိုတာလို့တုံးတဲ့သူဒုက္ခပေးပြီးတော့ကိုချမ်းသာဖို့ခေါင်းနင်းပြီးတော့သူများရဲ့ခေါင်းကိုနင်းပြီးတော့မှကိုချမ်းသာမှုကိုရှားတယ်လို့ဆိုတဲ့ပုဂ္ဂိုလ်ဟာရန်ညှိုးတန်တရားကြီးကဘယ်တော့မှမလွတ်တော့ဘူးအဲ့ဒီပုံစံနဲ့ဆိုရင်သူကညှိုးသွားမယ်နောက်တစ်ခါပြန်ပြီးတော့ရန်ညှိုးဖွဲ့မယ်ကိုကလည်းရန်ညှိုးဖွဲ့မယ်သူကလည်းရန်ညှိုးဖွဲ့မယ်အပြန်အလှန်အညှိုးတီးထားကြတယ်ရန်ညှိုးတန်တရားကြီးဟာဘယ်တော့မှမပြတ်တော့ပဲနဲ့အမုန်းတရားတွေပွားပြီးတော့တန်တရားထဲမှာဒုက္ခရောက်ကြတယ်။ဘာတပြန်ကြားတပြန်ဒုက္ခပေးပြီးတော့နေချမ်းမှသာဖြစ်တယ်။အဲ့ဒါကြောင့်မြတ်စွာဘုရားကအဲ့ဒီလုံးရမှားတယ်။တရားတွေကိုတတ်ပြီးကုသိုလ်ကောင်းမှုလုပ်တာမှားတယ်
ဖြူစင်ကောင်းမြတ်တဲ့ကုသိုလ်တဏ္ဍလောက်ရမယ်ဆိုပြီးတော့ကုသိုလ်ကောင်းမှုဆိုတာဘယ်သူ့ကိုမှဒုက္ခပေးတာမဟုတ်ဘဲနဲ့နော်ကိုရှိတဲ့ကိုအစားအစာကိုဆိုလို့ရှိရင်ကိုရှိတဲ့ထဲကအစားအစာကိုခွဲပြီးတော့သူများကိုကြွေးတယ်ဟောကိုအညိုတေးထားမဲ့ပုဂ္ဂိုလ်တယောက်မှမရှိတော့ကိုကကြွေးလိုက်တဲ့ဖြင့်အလုံးဟာကိုဆုမုံကောင်းတောင်းသွားကြမှာကြီးပဲလှူတယ်တန်းတယ်ဆိုတဲ့အလှရရှိတဲ့ပုဂ္ဂိုလ်တိုင်းကကိုယ့်ဘောမှာမေတ္တာစေရနာတက်ရောက်ပြီးသားဖြစ်သွားတရိစ္ဆာန်ကြွေးရင်လည်းတရိစ္ဆာန်ကခြေနှက်တဲ့အပြုံးနဲ့လက်ခံသွားကိုယ့်ဘောမှာခြေနှက်နေတရိစ္ဆာန်လေးတစ်ကောင်ကြွေးကြည့်ပေါ့ခွေးလေးတစ်ကောင်ကြွေးကြည့်ကျေးဇူးတင်ကြောင်းကိုအမီလေးတရားရမ်းနဲ့ပြတာပဲလေဒါသူကျေးဇူးတင်တယ်သူစိတ်ရဲ့ဖြစ်ပေါ်နေတာကိုကြည့်လိုက်တတ်မယ်ဆိုရင်သူအမီရမ်းမှမဟုတ်ဘူးနော်မျက်စောင်းထိုးမယ်ပါးစပ်ဖြဲမယ်ရံပြန်လုံးမယ်ဆိုတာမျိုးရှိတယ်သူ့ကိုကြွေးလိုက်ပြီဆိုလို့ရှိရင်တော့သူကတုံ့ပြန်လာတာခြေနှက်တဲ့အပြုံးနေနဲ့သူ့ကိုတုံ့ပြန်တယ်အဲ့ဒါလိုပဲကိုကလူကိုပဲဖြစ်ဖြစ်တိရစ္ဆာန်ကိုပဲဖြစ်ဖြစ်ကိုရှိတဲ့အားလေးကိုလှူလိုက်တယ်ကြွေးလိုက်တယ်ဆိုလို့ရှိရင်တိရစ္ဆာန်ကလည်းပြုံးကိုကလည်းခြေနှက်ဆိုနှုံကခြေနှက်တော့ဒီကြားထဲမှာအမုန်းချားမညက်ဘူးပေါ့အမုန်းချားမညက်သည့်အတွက်ကြောင့်ဒီနှစ်ဦးရဲ့ဆက်သွယ်ရေးဟာဆက်ဆံရေးဟာအလွန်ကောင်းမွန်တဲ့ဆက်ဆံရေးဖြစ်သွားတယ်ဘယ်ဘဝရောက်ကိုကရန်ကင်းနေတယ်သူနဲ့ပတ်သက်ရင်သူကလည်းကိုမိတ်ဆွေကိုကလည်းသူမိတ်ဆွေဖြစ်သွားအပြန်အလှန်လွတ်တွဲပြီးတူနဲ့တူကခင်မင်းမေတ္တာပေါင်းကူးပြီးတော့ခင်မင်းသွားကြတယ်အဲ့ဒီကုသိုလ်ကောင်းမှုမျိုးကသာလေတကယ်ကိုဘေးရန်အန္တရာယ်ကင်းတဲ့ကုသိုလ်ကောင်းမှုမျိုးဒါစဉ်းစားကြည့်ုံနဲ့လည်းသိတယ်မြတ်စွာဘုရားအဲ့ဒီလိုဟောတာနော်ဒါကြောင့်မို့ကုသိုလ်ကောင်းမှုတတ်မှန်ကိုမြတ်စွာဘုရားဟောတဲ့အခါမှာသို့သောကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာကိုလှူတဲ့ပုဂ္ဂိုလ်ကိုအာယုံပြုရတာဖြစ်တယ်ကိုလှူတဲ့ပစ္စည်းကိုအာယုံပြုတာဖြစ်တယ်ကုသိုလ်စိတ်ဆိုတာအာယုံတစ်ခုပြုရမှာဖြစ်တာအလှူနဲ့ပတ်သက်ပြီးတော့အခုဆွမ်းလှူတယ်သင်္ကန်းတပိတ်ပရိက္ခရာ၈ပါးလှူတယ်သင်္ကန်းတပိတ်ပရိက္ခရာ၈ပါးလှူပြီးတော့ကန္ထချင်းဆိုတဲ့အလှူတော်မင်္ဂလာကိုပြုတယ်လို့ဆိုတဲ့အခါမှာအပြုခံရတဲ့တန်ဃာတွေကလည်းမေတ္တာတက်ရောက်ကြတယ်မိမိကိုယ်တိုင်ကလည်းမေတ္တာတက်ရောက်တယ်နှုတ်နှဝဟာဈာထဲမှာအမုန်းမပါဘူးတုံးနဲ့တူကမေတ္တာတက်ရောက်မှုဆိုတဲ့ဆက်ဆံမှုဟာကောင်းသွားတယ်ပြေလည်သွားတယ်လို့ဆိုလို့တယ်နော်အမုန်းမပါတဲ့ဆက်ဆံမှုမေတ္တာနဲ့ဆက်ဆံမှုတွေဖြစ်လာထို့တူပဲဆွမ်းကပ်လိုက်တယ်ဆိုလို့ရှိရင်ဆွမ်းစားရတဲ့ပုဂ္ဂိုလ်ဘယ်သူပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်ရှင်ပဲဖြစ်ဖြစ်စားရတော့ရတဲ့ပုဂ္ဂိုလ်တွေကလူတဲ့ပုဂ္ဂိုလ်ပေါ်မှာမေတ္တာတက်ရောက်တယ်လူတဲ့ပုဂ္ဂိုလ်ကလည်းသူတို့ပေါ်မှာမေတ္တာတက်ရောက်တော့နှစ်ဦးချားမှာအမုန်းပွားတာတခုမှမရှိဘူးရန်လောက်တာတခုမှမရှိဘူးတန့်စင်တဲ့ကုသိုလ်ကောင်းမှုဖြစ်တယ်ပေါ့အဲ့ဒါလို့ချားမှာအာယုံပြုရတဲ့စိတ်ကြတဲ့အခါမှာကြတော့ပုဂ္ဂိုလ်တူတယောက်ကိုအာယုံပြုရတာကတစ်မျိုးအဖွဲ့အစည်းလို့ဆိုတဲ့အများပုဂ္ဂိုလ်မတတ်မှတ်ပဲနဲ့အများကိုအာယုံပြုတာကတစ်မျိုးအဲ့ဒီနှမျိုးထဲမှာအများကိုအာယုံပြုပြီးတော့အများဆိုတာတန်ခါပေါ့နော်တန်ခါဆိုတာအများကိုပြောတယ်အဲ့ဒီအများကိုအာယုံပြုပြီးတော့လှူလဲရတန်းလဲရတယ်ဆိုတဲ့အခါကျတော့ကိုယ်စိတ်ထဲမှာတူးတဲ့ကိုအာယုံစိုက်တာမဟုတ်ဘဲနဲ့အများဆိုတဲ့စိတ်ဓာတ်နဲ့ပို့ပြီးတော့ကျက်ပြတ်သွားတယ်ဒုတိယအထဲကိုအာယုံစိုက်လိုက်တဲ့ဖောင်ကျင်းတယ်အများကိုအာယုံစိုက်လိုက်တဲ့အခါကျက်ပြတ်သွားတယ်ဒါမို့ဆွမ်းမဲ့လူသင်္ကန်းမဲ့လူအများဆိုပြီးတော့လှူလိုက်တဲ့အခါကျတော့ပို့ပြီးတော့အကျိုးကျေးဇူးစိတ်ဓာတ်ကျက်ပြတ်မှုရတယ်အဲ့ဒီအများဆိုတဲ့အလူကံပုဂ္ဂိုလ်တွေကိုရည်စူးပြီးတော့ကုသိုလ်ကောင်းမှုလုပ်လိုက်တဲ့အခါမှာ24ပစ္စည်းထဲမှာအာရမဏပစ္စယောဆိုတာအကောင်းလားနောက်တစ်ပံတူးတဲ့ပဲဖြစ်စေကမူသီလသမာဓိပညာသိက္ခာနဲ့ပြည့်စုံတယ်လို့ဆိုတဲ့ပုဂ္ဂိုလ်ဆိုပါစို့ဘုရားယဟန္တာလို့ပုဂ္ဂိုလ်မျိုးတွေကိုလှူလဲရပြီဆိုရင်
ကိုယ်အနေနဲ့ပုဂ္ဂိုလ်တယောက်ကိုအာယုံပြုရတာဖြစ်တော့လေသူတဏ္ဍမှာရှိတဲ့အရည်ချင်းကောင်းတွေကြောင့်မြေလေးတစ်ခွက်ဟာဒီတပေပတ်လက်လောက်မြေခွက်လေးထဲမှာစိုက်လိုက်ရတဲ့တစ်ပင်လေးပဲဖြစ်ပါစေတစ်ပင်ရဲ့မြေဩဇာကောင်းမှုကြောင့်ကြီးပွားမှုကြီးထွားမှုနှုံနာအမှန်တမ်းကြီးမားတခြားမြေမကောင်းတဲ့နေရာမှာစိုက်လိုက်တဲ့အပင်တစ်ပင်ဟာအပွင့်လည်းနဲတယ်အသီးလည်းနဲတယ်မြေကောင်းပေါ်စိုက်လိုက်ရတဲ့အပင်ကြတော့အပွင့်လည်းများတယ်အသီးလည်းများတယ်ဆိုအသီးထွက်ထားခြင်းကြကွာသွားဗျာအဲ့ဒါဘာကြောင့်ကွာတာတော့ဆိုမြေကြောင့်ကွာထို့တူပဲသီလသမารိပညာသိက္ခာနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်လှူလိုက်တဲ့အခါကျတော့သီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်လှူလဲရပြီဆိုရင်တော့မြေဩဇာကောင်းတဲ့မြေပေါ်မှာစိုက်လိုက်ရတဲ့သီးနှံတို့ရရှိလာတဲ့အကျိုးအမြတ်ဟာပိုများတယ်ပေါ့ဒါကြောင့်မို့လို့လေဆိုင်တဲ့လေသမားတွေကြည့်လေတဧကမှာဒီမြေမကောင်းမှုမြေညံ့ဆိုလို့ရှိရင်တဧကတင်း50လောက်ထွက်ဖို့အနိုင်နဲ့မြေကောင်းပြီဆိုရင်တင်း100ထွက်တယ်လို့တင်း80 80ထွက်တယ်လို့ဖြစ်လာနော်ခြံလုံးတဲ့လူတွေဟာဒါပို့ပြီးတော့သိတာတယ်ကောင်းရင်ကောင်းတယ်လို့သိတယ်ပို့ထွက်လာတယ်အဲ့ဒီအတိုင်းပဲကုသိုလ်ကောင်းမှုလုပ်တယ်ဆိုတာစိုက်ပျိုးတာနဲ့အလားတန်တူတယ်ပေါ့ဒီထဲမှာမြေကောင်းမကောင်းတဲ့ဘာကအဆုံးဖြတ်ပေးနိုင်ကြလို့ဆိုမြေမကောင်းတဲ့အုပ်စိုက်တဲ့လူကဤပညာကောင်းတယ်မြေဩဇာထဲတယ်ရေလောင်းနဲ့ပေါင်းတင်တယ်မြေရဲ့သဘောကိုနားလဲတစ်ပင်ရဲ့သဘောကိုနားလဲပြီးပြုစုတယ်ဆိုလို့ရှိရင်လေသိနိုင်ကြတာဒါကိုပြင်လာလို့ခေါ်တယ်အဲ့ဒါကြောင့်ခုနကမြေကောင်းရင်ဒီလောက်ပြင်စရာမလိုပဲနဲ့စိုက်လိုက်တဲ့အပင်ကသိနိုင်ကြတယ်မြေမကောင်းဘူးဆိုလို့ရှိရင်ကိုယ်ကပြင်တယ်ကိုယ်တိုင်ကပြင်လိုက်သည့်အတွက်ကြောင့်ပို့ပြီးတော့သိနိုင်နေကြလာတာလည်းရှိတယ်နော်ဒါကြောင့်မို့မြေနဲ့စိုက်ပျိုးရေးနဲ့ပတ်သက်လာလို့ရှိရင်မြေတဲ့ပိုအရေးကြီးတာကလှုပ်တတ်ကင်တတ်စိုက်တတ်ပျိုးတတ်ဆိုတဲ့ဤပညာပိုအရေးကြီးတယ်လို့ပြောကြတယ်နော်မြေမလိုဘူးလူလိုတယ်ဆိုတာလူကလှုပ်တတ်ကင်တတ်ရှင်ပို့ပြီးတော့ရတယ်ဒါသဘာဝပဲအဲ့ဒီသဘာဝအတိုင်းပဲကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာစဉ်းစားရမယ်ကိုစိုက်တဲ့နေရာမြေကောင်းဟုတ်ကလားဒါလည်းရွေးချယ်ရမယ်အကယ်၍မြေမကောင်းဘူးဆိုတော့စိတ်ချရတာဘာလို့ဆိုကိုပြင်ရမယ်ဤပညာရှိရမယ်ကုသိုလ်ကောင်းမှုလုပ်ထားလဲဤပညာနဲ့လုံးဝရတယ်နော်မြတ်စွာဘုရားကဟောတယ်ကုသိုလ်ကောင်းမှုလုပ်တယ်ဆိုလို့ရှိရင်တဲ့တလေးတစလုံးမှုဆိုတဲ့တက္ကိစ္စနော်စိတ်ဆိုင်ပြီးတော့အာယုစိုက်ပြီးတော့လုပ်တာအဲ့ဒီတက္ကိစ္စဒါနဆိုတဲ့လေးလေးစားစားလှူတာတန်းတာဘာပဲလှူတဲ့ပစ္စည်းကများသည်ဖြစ်စေနည်းသည်ဖြစ်စေအဓိကမဟုတ်ဘူးကောင်းတာဆိုတာအဓိကမဟုတ်ဘူးစိတ်အားကုန်စိုက်ပြီးတော့တလေးတစားလှူတာဖြစ်ရမယ်စိတ်တိကတ္တဝဒါနလေးတိပူဇော်လိုတဲ့စိတ်တစ်ဖက်သားကိုချီးမြှောက်လိုတဲ့စိတ်အဲ့ဒီစိတ်တက်မွေးပြီးတော့လှူတာဖြစ်ရမယ်ဒါပြုပြင်မှုတွေလို့ခေါ်တယ်နော်မြေနဲ့မဆိုင်ဘူးဒါကြတော့ကိုပြုပြင်တယ်ကိုပြုပြင်ရင်စိုက်တက်ပြိုးတတ်တဲ့ပုဂ္ဂိုလ်ဟာဟုတ်လားရေဝဇာထဲမယ်ရှည်လောင်းမယ်မြေကိုပြင်မယ်ဆိုတာလေအဲ့ဒါကိုပြင်တဲ့သဘောပဲနော်ကိုလည်းပြင်ရတယ်နောက်တစ်ခါသာအထဒါနလေးဒီကိုလှူတဲ့အလှူကိုလက်နဲ့ပဲလှူတယ်ကိုယ်တိုင်လှူတယ်ဆိုတဲ့ဟာဖြစ်ရအာကမဏဒိဋ္ဌိကောဆိုအာကမဏဒိဋ္ဌိကောဆိုတာကိုလှုပ်တဲ့အလုပ်ဟာဘာပဲဖြစ်ဖြစ်ပျောက်ပြက်သွားမှာမဟုတ်ဘူးဒီအကျိုးတရားဟာငါစီကိုပြန်ရောက်လာမှာပဲဆိုတဲ့အမြင်ရှိရမယ်ကောင်းတာလုပ်လဲငါစီပြန်ရောက်လာမှာမကောင်းတာလုပ်လဲပြန်ရောက်လာတာမှန်နော်မကောင်းတာလုပ်တဲ့လူတွေဟာအလားတူတဲ့ဆိုးကျိုးဟာကိုယ်စီမရောက်ဘဲမနေဘူးရောက်လာတတ်တယ်ကံတရားဆိုတာကိုယ်စီကိုပုံစံတစ်ခုနဲ့ပြန်လာတတ်တယ်ပေါ့ကိုလို့တဲ့ပုံစံအတိုင်းပဲကံတရားကကိုယ်စီမှာတုံ့ပြန်လာတတ်တယ်တဲ့နောက်တစ်ခါကိုလှူတယ်ဆိုတဲ့ပစ္စည်းဟာကိုယ်မှအသုံးမလုံးလို့စွန့်ပစ်တော့မဲ့ပစ္စည်းမျိုးလည်းမဟုတ်ဘူးဆိုတာလည်းဖြစ်ရမယ်ဒါမှအာယုံပြုလို့ရတယ်ပေါ့ဒါကအလှူရှင်တွေဘက်ကကိုယ့်ကိုပြင်တာ
ကိုဘက်ကပြင်လို့ရှိရင်လည်းပဲကိုအလှဟာအောင်မြင်တယ်ကိုကတလောက်ကြီးမပြင်တောင်မှပဲအလှခံပုဂ္ဂိုလ်တွေကမြေဩဇာကောင်းတဲ့မြေလိုပဲပြင်းစရာမလိုတော့မြေဩဇာကောင်းတဲ့ပုဂ္ဂိုလ်တွေသီလသမာဓိနဲ့ပြည့်စုံမဲ့သို့မဟုတ်အမြတ်အပေါင်းကိုတန်ခါကိုလှူတယ်ဆိုလို့ရှိရင်သူကတဘာဝကိုကတုံ့ပြန်မှုအားကောင်းတော့ကိုလှုပ်เสียအများကြီးမလှုပ်တော့မှပဲကိုယ့်အတွက်အကျိုးကျေးဇူးတွေရတယ်လို့အဲ့ဒီသဘောကိုမြတ်စွာဘုရားဘယ်လိုဟောတော်လို့ဆိုရင်ဝေလာမသုတ်တံမင်းတရိစ္ဆာန်တကောင်ကိုကျွေးတယ်မွေးတယ်လှူတယ်တန်းတယ်ဆိုလို့ရှိရင်အစတရားတုံ့ပြန်မှုရမယ်နော်တရိစ္ဆာန်ဆိုတဲ့အကောင်ဟာတရဏဂုံလည်းစောင့်တည်တာမဟုတ်ဘူး၅ပါးသီလလည်းရှိတာမဟုတ်ဘူးတရိစ္ဆာန်ရဲ့ခေါင်းထဲမှာဘာရှိတော့ဆိုရင်စားမယ်အိပ်မယ်နော်ပြောပါမယ်ဆိုဒီစိတ်ပဲရှိတယ်အဲ့ဒီလိုဒီစိတ်နဲ့နေတဲ့တရိစ္ဆာန်သရဝတကောင်ရဲ့တကောင်ကိုဌာနကောင်းမှုလို့ရှိရင်ကိုယ်စီမှာအစတရားတုံ့ပြန်မှုစတရားဆိုတာကိုကတစ်ခါလုပ်ပြီးစတရားရနိုင်မှာမလားဆိုတစ်ပင်ဆိုင်တဲ့ဥပမာကြည့်လေကိုကတရစီလေးတစ်စီကိုဆက်လိုက်လို့ရှိရင်အဲ့ဒီတရစီကတစ်ပင်တစ်ပင်ပေါက်တာမှန်တယ်တစ်ပင်ပဲပေါက်မယ်အဲ့ဒီတစ်ပင်ကတီးလာတဲ့တရတီးချင်တော့တတိမကဘူးလေအများကြီးဖြစ်လာအဲ့ဒါလိုပဲကုသိုလ်ကောင်းမှုဆိုတာသူ့ရဲ့အတီးပွင့်ကြတော့များသွားတယ်လို့တို့ပြောတာမြေမကောင်းသည့်အတွက်ကြောင့်အစတရားပဲကြုတ်ပေးမယ်အေးလူသားတယောက်လမ်းပေါ်ကလူဆိုပါလို့ခိုးဆိုးနေတဲ့လူတယောက်မစားမတော့လို့ကျွေးလိုက်တယ်ဘာသီလမှမရှိဘူးအဲ့ဒီလူကိုကျွေးလိုက်ရင်အစတစ်ထောင်ဘာကြောင့်လဲဆိုလူဆိုတော့လူလိုအသိရှိတယ်ပေါ့အဲ့ဒီပုဂ္ဂိုလ်ကိုကျွေးလိုက်ရင်အစတစ်ထောင်ကိုယ်တုံ့ပြန်မှုရတယ်အဲ့ဒီလိုမဟုတ်ဘဲနဲ့အခုလိုတရဏဂုံလဲစောင့်တည်ကြတယ်၅ပါးသီလနဲ့လည်းပြည့်စုံကြတယ်ဆိုတဲ့ပုဂ္ဂိုလ်မျိုးတွေကြတော့ကိုလုံးလိုက်တဲ့ကုသိုလ်ကောင်းမှုရဲ့ရလတ်ဟာမြည်၍မြည်မျှလို့တိုင်းတာပြလို့မရဘူးတဲ့အတိုင်းတာများစွာထိအောင်ကြိုးပြဒါကမြတ်စွာဘုရားသူကိုယ်တိုင်တွေ့လို့သိရှိတဲ့ဒီလိုလုပ်ပြီးအကျိုးရသွားတဲ့ပုဂ္ဂိုလ်တွေကိုချိပြီးတော့တယံဘိညာသစ္စိကတဝပဝေဒိတိဆိုကိုယ်တိုင်သိပြီးဟောတဲ့တရားတဆင့်ပြောတဲ့စကားမဟုတ်ဘူးကိုယ်တိုင်သိပြီးတော့ဒီလိုလှုပ်တာဒီလိုရတယ်ဆိုတော့သိသိချာချာဟောတဲ့တရားတွေပဲနော်အဲ့ဒါကြောင့်မို့လို့ဒါနကောင်းမှုဆိုတာဟာအမှန်တမ်းလှုပ်တဲ့လှုပ်ထိုက်တယ်ဘဝမှာဒါနကောင်းမှုရှိသူနဲ့မရှိသူဟာလည်းအလုံးကွဲပြားခြားနာတယ်တဲ့လူဖြစ်လာလို့ရှိရင်လည်းဒါနကောင်းမှုရှိတဲ့ပုဂ္ဂိုလ်ကပစ္စည်းဥစ္စာကြွယ်ဝချမ်းသာတယ်အတိုင်းဝိုင်းကောင်းတယ်ဒါနမရှိဘူးဆိုရင်ဟုတ်လားလူဘဝရောက်လာတော့လည်းပဲဆင်းရဲမွဲတေတကောင်ကျဲဘဝရောက်တယ်တူတဲ့ကုမဲ့လူမရှိတဲ့ပုဂ္ဂိုလ်မျိုးဖြစ်တယ်ဟောအမှန်တမ်းကွဲပြားချမ်းသာတယ်နတ်ပြည်ရောက်ရင်ရောနတ်တွေမှာလည်းပဲအတိုင်းဝိုင်းမရှိတကူရီနတ်တွေရှိသေးတယ်ဘာမှအတိုင်းဝိုင်းမရှိတာတွေရှိတယ်ဘုံတကူတည်သောအနုဘောလည်းနဲတယ်အဲ့တော့နတ်ဘဝရောက်လို့ရှိရင်လည်းဒါနရှိတဲ့နတ်ဒါနမရှိတဲ့နတ်ကွဲပြားချမ်းသာတယ်တဲ့ဒါနရှိတဲ့နတ်ကရုပ်ဆင်းလည်းတန်လွန်တယ်နော်နားထောင်ရတဲ့အတန်အနတ်အရသာဆိုရမှုဆိုတာတွေနာယတာတန်လွန်မှုတွေအတွေ့အထိတွေတန်လွန်မှုတွေအာယုဝဏဒုက္ခဗလအာထိပတိယလို့ခေါ်တယ်သက်ရှိတာဆင်းလာတာချမ်းသာတာသူများပေါ်မှာဘုံတကူကြီးတာဒါတွေကကွဲပြားချမ်းသာမှုရှိတယ်အဲ့တော့လူဘဝမှာလည်းဒါနရှိသူမရှိသူကွဲတယ်နတ်ဘဝရောက်ရင်လည်းဒါနရှိသူမရှိသူဟာကွဲပြားချမ်းသာတယ်ဒါကြောင့်ဒါနကောင်းမှုဆိုတာလှုပ်တဲ့လှုပ်ထိုက်တဲ့ဒါနကောင်းမှုပဲလူတိုင်းဟာဒါနကောင်းမှုလုပ်ခြင်းကြောင့်ချမ်းသာဒုက္ခတွေပြေဝရနိုင်တယ်လို့မြတ်စွာဘုရားအလမေဝဒါနာနိဋ္ဌတုံအလံပုံညာနိခတုံလို့ဆိုဒါနကောင်းမှုဆိုလှုပ်တဲ့နေဘာကြောင့်လှုပ်တဲ့နာတော့ကိုယ့်အတွက်ဘဝမှာအစဉ်ပြေဖို့တွေဖြစ်ပေါ်စေတာဘဝမှာအစဉ်ပြေနေတဲ့ပုဂ္ဂိုလ်တွေဟာဒါနကောင်းမှုရဲ့အကျိုးကိုခံစားနေရတာပဲဖြစ်တယ်
တခြားသီလစတဲ့ကုသိုလ်ကောင်းမှုတွေလည်းကိုယ်တဏ္ဍမှာရှိအောင်ကြိုးစားအထောက်ကြရမှာဖြစ်တယ်ဒါနသီလဆိုတဲ့ကုသိုလ်ကောင်းမှုတည်တာလဲမိမိအတွက်ကောင်းကျိုးချမ်းသာပေးနိုင်တဲ့အရာဖြစ်တယ်လို့ဆိုတာကိုဖျားပွင့်လာတဲ့အခါကျပိုးပြီးတော့တိတိကျကျဟောပြောလာတာအဲ့ဒီဟောပြောထားတဲ့အရာတွေကိုအမှတ်တမဲ့မနေပဲနဲ့မိမိတို့ရရှိထားတဲ့ဘဝလေးမှာကုသိုလ်ကောင်းမှုတွေကိုကြိုးစားအထောက်ကြရမှာဖြစ်တယ်။ဘာကောင်းမှုပဲကုသိုလ်ပဲဖြစ်ကုသိုလ်ဆိုတာကိုယ်ရဲ့နှလုံးနဲ့ဖြစ်သွားရင်ကောင်းကျိုးကိုထုတ်လို့မဲ့အရာတွေသာဖြစ်တယ်။တစ်ဖက်ကလည်းပဲအကုသိုလ်တရားကရှောင်ကျင်တာလည်းလုပ်ရမယ်။အကုသိုလ်တရားကရှောင်ကျင်ခြင်းကုသိုလ်တရားကလှုပ်ဆောင်ခြင်းဆိုလိုတာကလူဟာအလုံးနှစ်ခုရှိတယ်ရှောင်ခြင်းနဲ့ဆောင်ခြင်းဆိုတဲ့အလုံးနှစ်ခုမလုံးတဲ့နာကိုရှောင်ရမယ်လုံးတဲ့နာကိုလုပ်ရမယ်ဒီနှစ်ခုမလုံးတဲ့နာဆိုတာသူများကိုဒုက္ခပေးတဲ့အလုပ်တွေမလုပ်သင့်ဘူးသူများကိုဆင်းရဲဒုက္ခရောက်စေတဲ့အလုပ်တွေမလုပ်သင့်ဘူးအဲ့ဒီမလုပ်သင့်တဲ့အလုပ်တွေမှန်သမျှကိုယ်ကရှောင်တယ်အဲ့တော့ငါးပါးသီလဆိုတော့သူများကိုဒုက္ခပေးတာတွေရှောင်တာပဲသီလဆိုတာပါဏာတိပါဒဆိုကိုယ့်ကိုတတ်တာမှမဟုတ်တာတစ်ဖက်သားတရားတွေကိုတတ်တဲ့အလုပ်အဲ့ဒါကိုရှောင်နိုင်အရိဒဒါနဆိုတာကိုယ့်ပစ္စည်းခိုးတာမှမဟုတ်တာသူများပစ္စည်းခိုးတာဆိုအဲ့တော့သူများကိုဒုက္ခရောက်အောင်လုပ်တာပဲသူများပစ္စည်းခိုးခြင်းဖြင့်သူများချွေးနဲ့သွေးနဲ့ယဉ်ပြီးရှာဝေထားတဲ့ပစ္စည်းအဲ့ဒါကိုကိုယ်ကမတရားယူတယ်ဆိုလို့ရှိရင်ဒါလည်းသူများကိုဒုက္ခရောက်စေတယ်အရာပဲဖြစ်တယ်ကာမိတုမိစ္ဆာစာရသူမိသားစုကိုမိသားစုရှိရတဲ့ဂုဏ်သိက္ခာတွေညှို့နှောင်းအောင်လုပ်တယ်ဆိုတာလေဒါတစ်ဖက်သားနဲ့နာအောင်လုပ်တဲ့သဘောပဲမုဒ္ဒဝါဒလိန်နေလိန်ပြီးတော့အကျိုးစီးပွားတွေပျက်စီးအောင်လုပ်တယ်ဒါလည်းတစ်ဖက်သားနဲ့နာတာမွေးစေဝါတော့ဘာနဲ့ဥပမာတူတုံးဆိုမစင်တုံးနဲ့သူများကောက်ပေါက်တဲ့အလုပ်မျိုးဖြစ်တယ်ကိုယ်တိုင်ပထမဆုံးမစင်ပေးမယ်မွေးစေဝါစားသုံးခြင်းအပြင်ကိုယ်မှာရသင့်ရတဲ့အသိဉာဏ်တွေတမိုးမဖြတ်နိုင်တဲ့အချိန်တွေဒါတွေဟာမွေးစေဝါရဲ့ဝါမျိုးမှုအောက်မှာရောက်သွားပြီအသိပညာရအောင်လည်းမရှာနိုင်တော့ဘူးပစ္စည်းဥစ္စာရအောင်လည်းမရှာနိုင်တော့ဘူးမူရမှုရဲ့သားကောင်ဘဝရောက်သွားပြီဆိုနံပါတ်1ကိုဆုံးရှုံးသွားပြီကိုဆုံးရှုံးရင်ကိုကဘယ်သူ့ကိုမှအကျိုးမပြုနိုင်သည့်အတွက်ကြောင့်ကိုယ့်ရဲ့မိသားစုကိုလည်းပဲကိုကြောင့်ဆံကုန်မြေလေးဘဝရောက်ပြီးဆုံးရှုံးသွားတယ်တိုင်းပြည်နဲ့ဆုံးရှုံးသွားတယ်အားလုံးဟာဝိသေဝပထမဆုံးကိုခံရတယ်နောက်ပြီးရင်ကိုပတ်ဝန်းကျင်ခံရတယ်နောက်ပြီးအားလုံးဟာသူ့ရဲ့ဆိုချိုနဲ့ဆက်နွယ်ပြီးတော့အားလုံးဟာသူဟာလူကိုယ်တယောက်ဖြစ်သွားပြီဒုက္ခရောက်ကုန်ကြတာပဲဖြစ်တယ်ပေါ့အဲ့ဒါကြောင့်မို့လို့တဦးတယောက်မြတယ်မကောင်းမကဘူးကိုလည်းဖြည့်ဆည်းတယ်သူများကိုလည်းဖြည့်ဆည်းတယ်ဆိုတဲ့ဒီမူရဲ့စေဝါအလုပ်ဟာတော့ပို့ပြီးတော့ဆိုးတယ်လို့သူတို့ပြောရမှာဖြစ်တယ်နော်ဒါကြောင့်မို့ကိုချင်းသီလကိုထိမ့်သိမ်းဆောက်ရှောက်ခြင်းဆိုတဲ့ကုသိုလ်ကောင်းမှုတဏ္ဍပြည့်မြတ်မိမိမှာရှိတဲ့ရှားဝေထားတဲ့ပစ္စည်းတွေကလူမှုတမ်းမှုဆိုတဲ့ဒါနကောင်းမှုဒါနသီလဒီနှစ်ခုပြည့်စုံအောင်အတိုင်းအတာတစ်ခုနဲ့လုပ်ပြီးဆိုရင်လူချမ်းသာနတ်ချမ်းသာဟာရှားဖို့မခဲရင်တော့ဘူးလောကမှာလူဖြစ်ကြတာဒီကောင်းမှုကြောင့်ဖြစ်ကြတာနတ်ပြည်ဘဝနတ်ဖြစ်ပြီးတော့နတ်ချမ်းသာခံစားရတဲ့ပုဂ္ဂိုလ်တွေကလည်းဒီကောင်းမှုကြောင့်ပဲဖြစ်တယ်ဒီတဲ့တိုးတက်ပြီးတော့စံတရားရအောင်ကျင့်ကြံကြိုးကိုအထောက်မဲ့ဆိုရင်ကောင်းကင်ဘုံနဲ့ဗမာပြမကြီးတွေဖြစ်နိုင်သေးတယ်ပေါ့နော်တက်တန်းရှိကြတဲ့ပြမတွေဖြစ်နိုင်တယ်သမထကျင့်စဉ်တစ်ခုကိုကျင့်လို့ဆံရပြီဆိုရင်ပြမဖြစ်ရောက်နိုင်တယ်တန်တရားဝတ်ထဲမှာဘယ်တရားမှမဖြစ်ချင်တော့ဘူးဖြစ်သမျှတရားတွေဟာမသေးတာတယောက်မှမရှိဘူးနတ္ထိဇာတတအမရဏမွေးလာရင်အကုန်သေးမှာပဲဆိုတဲ့အတိအမြင်ပေါ်မှာအခြေခံပြီးတော့မမွေးကျင်တော့ပါဘူးဆိုလို့ရှိရင်တော့ဝိပဿနာတရားကိုအားထုတ်တယ်တဘာဝတရားတွေကိုအမှန်သိအောင်ကြိုးစားအားထုတ်ခြင်းအဖြစ်တွေ့တာမှုတွေကိုဖယ်ရှားလိုက်နိုင်တယ်တွေ့တာမှုဖယ်ရှားလိုက်တာနဲ့တွေ့တာမှုကိုအကြောင်းပြုပြီးတော့ဖြစ်တဲ့တောကဆိုတာမလာတော့ဒီကနေ့လူတွေတောကဖြစ်နေတာတွေ့တာလို့တောကဖြစ်တာလေလူနဲ့ပတ်သက်ပြီးတောကဖြစ်ရင်အဲ့ဒီလူဟာကိုတွေ့တာတဲ့လူဖြစ်တယ်
ပစ္စည်းနဲ့ပတ်သက်ပြီးတောကဖြစ်တယ်ဆိုရင်အဲ့ဒါကိုတွေ့တာတဲ့ပစ္စည်းဖြစ်တယ်ကိုနဲ့မဆိုင်တဲ့လူသေးတာဘယ်သူမှမငိုဘူးကိုနဲ့မပတ်သက်တဲ့ပစ္စည်းဆုံးရှုံးတာဘယ်သူမှမငိုဘူးအဲ့ဒါကိုစဉ်းစားကြည့်လိုက်လို့ရှိရင်တွေ့တာမှုဟာအဓိကရန်သူပဲဖြစ်တယ်ပေါ့တွေ့တာမှုကိုပယ်ရှားနိုင်ပြီဆိုရင်ရင်ထဲနှလုံးထဲမှာငိုကြွေးစေတတ်တဲ့စိတ်နှလုံးမသားရမှုတောကဆိုတာမလာတော့ဘူးဆိုတာသိကြပဲဒါကြောင့်မို့တွေ့တာမှုကိုဖြတ်ခြင်းအပြင်တောကကိုရှင်းပြနိုင်တယ်ရှင်တဲ့နှလုံးထဲမှာသာဝရအေးချမ်းတဲ့အငြိမ့်တတ်တဲ့ဘဝကိုခရီးကိုဖြတ်သန်းနိုင်တယ်ဆိုတဲ့အခြေအနေဟာငွေကြေးကလည်းမပေးနိုင်ဘူးမိသားစုကလည်းမပေးနိုင်ဘူးဒီဟာမျိုးမိမိရဲ့ရင်ထဲနှလုံးထဲမှာဖြစ်တဲ့ဝိပဿနာတရားအတိတရားကသာပေးနိုင်တယ်ဆိုတာနာယူမှတ်သားကြရမှာဖြစ်တယ်ဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿများအနေနဲ့လူဘဝရောက်ရှိလာတဲ့အချိန်မှာဘာကောင်းမှုပဲဖြစ်ဖြစ်ဘာကုသိုလ်ပဲဖြစ်ဖြစ်ဒါနကုသိုလ်သီလကုသိုလ်ကိုယ်တဏ္ဍမှာဖြစ်အောင်တတိဆောင်ပြီးတော့ကြိုးစားအထောက်ကြရမှာဖြစ်တယ်ဒါနကောင်းမှုသီလကောင်းမှုဒါနကောင်းမှုလုပ်တဲ့အခါမှာတစ်ဖက်သားကိုဒုက္ခပေးတဲ့ဟာမျိုးမဖြစ်စေပဲနဲ့တန့်စင်မွန်မြတ်တဲ့ဒါနကောင်းမှုဖြစ်ဖို့သီလဆောက်တည်တဲ့မှာအသက်တဲ့တန်မိုးထားပြီးတော့ဆောက်တည်တဲ့သီလမျိုးဖြစ်အောင်ဆင်ငယ်ကြိုးစားအထောက်ကြရမှာသာဖြစ်တယ်ထို့သောကြိုးစားအထောက်မှသာလေမိမိတို့လူရှိတဲ့ချမ်းသာဒုက္ခကိုရရှိကြမှာဖြစ်လို့ကိုယ်စီကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်းရှိတဲ့ချာရအောင်ကဲအလုံးဆိုကြမယ်ရည်ချက်ခွက်အရှင်ဖေယဖေယတပိတော်တို့သည်ကုသိုလ်ကောင်းမှုကိုမျက်နှိုးကြပါကုန်သည်ဖြစ်၍သာသနာတော်မြတ်ကြီးကိုပူဇော်သောအားဖြင့်တရဏဂုံသီလကိုဆောက်တည်ကြပါကုန်၏ပရိတ္တရာနှင့်ဩဝါဒအနုမောဒနာတရားတို့ကိုနာယူကြပါကုန်၏ပါမောက္ခကျုပ်ဆရာတော်အမှုရှိသောယဟန်တော်7ပါးတို့အားသင်္ကန်းတပိတ်ပရိက္ခရာဆုံးလင်းစွာလှူဒန်းလျက်ကန္ထချင်းအလှတော်မင်္ဂလာကိုဆောင်ရွက်ကြပါကုန်၏ဆွမ်းခဲဝယ်ဘောစဉ်ချိုးချင်းရတာဖြာဖြာတို့ကိုဆက်ကပ်ကြပါကုန်၏တန်ဃာတော်ရှင်မြတ်တို့အားစီမံထားသည့်အတိုင်းသင်္ကန်းအစရှိသောတတ္တဗဝတ္ထုအစုစုတို့ဖြင့်ပူဇော်ကြပါကုန်၏ဝတ္ထုငွေတို့မှာဖြစ်ပေါ်လာသောပစ္စည်းလေးပါးဖြင့်ပူဇော်ကြပါကုန်၏အပရိသအပေါင်းသူတော်ကောင်းတို့အားလည်းအာဟာရဒါနပြုလုပ်ကြပါကုန်၏သာသနာ့နွယ်ဝင်သီလရှင်ဆရာတို့အားလူဒဏ်ညပါကုန်၏ယနေ့ယခုအာထုတ်ပြုလုပ်ရသောဤကောင်းမှုဤကုသိုလ်စုစုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှုဤဖို့ဘာကကိုရှေးဥစွာအမိအဖအဖိုးအဖွာဆရာသမားတို့အားအမြဝေငှပါကုန်၏တပည့်တော်များနေထိုင်ရာအင်္ဂေဟာတို့၌ရှိကြကုန်သောနတ်ပေါင်းတို့အား
ကုသိုလ်အမြတ်ဝေငှပါကုန်၏ဓမ္မသဟာယသာသနာစင်တာဧရိယာ၌ရှိကြကုန်သောနတ်ပေါင်းတို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏30ဘုံကျင့်ဤကုန်သောလုံးစုံများစွာသရဝါတို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏ယနေ့ယခုအာထုတ်ပြုလိုက်ရသောဤကောင်းမှုဤအဖို့ဘာကကိုရရှိကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်းအာလောကြာကြာသမျှအမြအမြရှုတော်မူကြပါကုန်လောအာသုသာစီရင်ရတိခါတချင်းလူတော်မင်္ဂလာနှင့်နေသာဆက်ကလူရန်ရဲ့လူတော်မင်္ဂလာအခမ်းအနားကိုတန်ဃာတော်ရှင်သူမြတ်များနဲ့တကွပရိသတ်ပေါင်းသူတော်ကောင်းတို့ကဗုဒ္ဓသာသနာစိတ္တတိတ္တုသုံးညရွတ်ဆိုဆုတောင်း၍ရုပ်သိမ်းပေးတော်မူကြပါရာယူသည်စွာလျောက်ထားအပ်ပါသည်ဗျာဗုဒ္ဓသာသနာစေရဒိဋ္ဌတုဗုဒ္ဓသာသနာစေရဒိဋ္ဌတုဗုဒ္ဓသာသနာစေရဒိဋ္ဌတု